ညနေခင်းနေဝင်မိုးချုပ်လာတဲ့အချိန်ငကပတ်တောင်နီးကတောအုပ်ထဲမှာဖိုးထူးနဲ့မောင်ဆန်းတို့တငယ်ချင်းနှစ်ယောက်တောလိုက်ထွက်ခဲ့ကြတယ်။ဟေးကောင်ဒီနေရာကတောဆောင်နဲ့ကြီးတယ်လို့လူကြီးတွေကပြောကြတယ်။စီကံဖောက်ရင်အသက်ပြောက်တယ်နော်လို့မောင်ဆန်းကတတိပေးရှာပါတယ်။ဒါပေမဲ့လက်နက်ချပြီးမဲလိုက်ဝါဒနာပါတဲ့ဖိုးထူးကတော့ယူမဆိုင်ဘူး။တောနယ်ထဲမှာထူးထူးဆန်းဆန်းဖြူးဖွေးနေတဲ့တောဝက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရတယ်။ဖိုးထူးကအခွင့်အရေးကိုလက်လွတ်မခံပဲတနက်နဲ့ပြစ်ထဲလိုက်တာပေါ့တောဝက်ကြီးကလဲကြမတွားပဲခြုံပုတ်ထဲကိုပြေးဝင်သွားတယ်သူတို့နှစ်ယောက်တွေးဆက်နောက်ကိုလိုက်ရင်းနဲ့တောနယ်ထဲကိုရောက်သွားတဲ့အခါပဝင်းကျင်ကရုတ်တရက်မှောင်မိုက်သွားပြီးလေတွေကဝေါခနဲ့တိုက်ခတ်လာတယ်အဲ့ဒီမှာနေထူးဆန်းတဲ့အတန်ကြီးတဲ့တန်ဟိမ့်ထွက်လာတယ်ငါရဲ့ချစ်တော်တရိษံကိုမင်းတို့တိုက်ရဲတဲ့ပေါ့လေသူတို့ရှေ့မှာကြီးမားလုံးတဲ့တစ်ပင်ကြီးတစ်ပင်ကအလိုလိုအက်ကွဲလာပြီးအထက်ကနေလူပုံသဏ္ဍာန်ဖြစ်ပေမဲ့ကိုလုံးမှာတစ်ခေါက်ပြီးကြီးခွန်တွေနဲ့ဖုံးနေတဲ့တောဆောင်လက်ကြီးထွက်လာတယ်သူ့မျက်လုံးတွေကမီးခဲလိုနေရဲနေပြီးခေါင်းပေါ်မှာတစ်ကိုင်းတွေကအလိုလိုချွန်တက်နေတယ်တောင်းပန်ပါတယ်ကျွန်တော်တို့မတိလို့ပါမောင်ဆန်းကဒူးထောက်တောင်းပန်ပေမဲ့ဖိုးထူးကတော့ကြောက်လန့်တကြားနဲ့တနတ်နဲ့ထပ်ပစ်လိုက်တယ်တနတ်ကြီးစံကတောဆောင်လက်ကြီးရဲ့ရင်ဘတ်ကိုထိပေမဲ့ဘာမှမဖြစ်ပဲတစ်တားကိုမှန်တယ်လို့အတန်ပဲထွက်လာတယ်တောဆောင်လက်ကြီးကလက်ကိုဝှေ့ရမ်းလိုက်တဲ့အခါမြေပြင်ကနွယ်ပင်တွေကအတက်ဝင်လာတယ်လို့သူတို့ခြေထောက်ကိုရစ်ပတ်ပြီးဆွဲခေါ်သွားတယ်မင်းတို့ရဲ့တားကိုဒီတော့အတွက်မြေဩဇာလုတ်ပြင်းမယ်ကွာဘုသူရဲ့အော်ရန်ကတောအုပ်ကြီးထဲမှာဟိမ့်ထွက်သွားပြီမဲ့ဘယ်သူမှမကြားနိုင်တော့ဘူးနောက်တနေ့မနေ့မှာရွာသားတွေဟာငကပတ်တောင်ချေမှာလူနှစ်ယောက်ရဲ့ရုပ်အလောင်းကိုတွေ့ရတယ်။ထူးဆန်းတာကအဲ့ဒီလောင်းတွေရဲ့ကိုယ်ပေါ်မှာတစ်ပင်တွေကအတားထဲကနေပေါက်ထွက်ပြီးပေါက်နေတယ်။ရွာသူရွာသားတွေကအဲ့ဒီကစပြီးတောအုပ်ထဲကိုဘယ်သူမှမဲလိုက်ဖို့မပြောနဲ့။သင်ခုတ်ဖို့တောင်ခြေဦးမလဲရကြတော့ဘူး။တောထဲတောင်ထဲမှာစီကမ်းမရှိရင်ပြန်လန်းမရှိဘူးဆိုတဲ့တင်ခန်းစာကိုပေးသွားတာဖြစ်ပါတယ်။